မင်္ဂလာပါတွဲဝေမြန်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့16ရက်3လ2025ပေါ့နော်အဲ့တော့ဒီကနေ့ရဲ့ကျွန်တော်ရဲ့မှာ trade ချိန်နေလေးတွေဘယ်လိုရှိနေလဲဆိုတာကိုအစုံပြီးကြည့်လိုက်တော့နော်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ဒါကတော့ဒီ Sunday တနင်္ဂနွေနေ့ဖြစ်တယ်ပေါ့နော်အဲ့တော့မနေ့တုန်းကလည်းဒါ Sunday နေ့ဖြစ်တဲ့အတွက်ကျွန်တော် Sunday တနင်္ဂနွေကတော့ဒါတော့ပုံမှန်အားဖြင့်ဆိုတော့ဈေးကွက်ကတော့ဒါအေးလေးရှိတာကျွန်တော်တို့အားလုံးအသိပဲပေါ့နော်အဲ့တော့ဒါမနေ့တုန်းကဆိုလည်းဒါဈေးကတော်တော်လေးကိုအေးတယ်နော်အတက်ကြအောင်တိတ်ပြီးတော့မရှိဘူးလို့ကျွန်တော်ပြောလို့ရမယ်ပေါ့နော်အဲ့တော့ဆိုတော့လက်ရှိအနေထားရ H1 ပေါ့နော်ဒါလက်ရှိကျွန်တော်ဖွင့်ထားတဲ့ check ကတော့ကျွန်တော် H1 check ကိုဖွင့်ထားတာဖြစ်တယ်အဲ့တော့Bitcoin ကတော့လက်ရှိပေါက်ဈေးကတော့84,268ဆိုတော့H1 ရကြည့်မယ်ဆိုတော့ mover average ရကြည့်မယ်ဆိုတူဒါ trend ကို break လုပ်ထားတာကိုကျွန်တော်တွေ့ရတယ်เนาะအဲ့တော့ trend ကို break လုပ်တာတော့တူဒါ higher high higher low higher high ဆိုတဲ့ပုံစံမျိုးသွားနေတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့เนาะအဲ့တော့ဆိုတော့ H1 အားဖြင့်ကြည့်မယ်ဆိုတော့ H1 ကတော့ဒါတော့ကျွန်တော် down trend စနေပြီလို့ကျွန်တော်ပြောလို့ရတယ်ပေါ့เนาะ sorry ကျွန်တော် up trend စနေပြီလို့ကျွန်တော်ပြောလို့ရတယ်ပေါ့เนาะ up trend စနေပြီအဲ့တော့ဆိုတော့ price အနေနဲ့ကျွန်တော်ဘယ်ထိလာနိုင်မလဲပေါ့နော်အဲ့တော့ price အနေနဲ့တေချာတော့ခေါ်တော့ကျွန်တော်ဒီ trend line ပေါ့နော်အဲ့တော့ trend line နဲ့ကျွန်တော် move average line စုံတဲ့ price နားလေးလောက်ထိတော့ကျွန်တော်လာကောင်းလာနိုင်တယ်ဗျနော်အဲ့တော့ဆိုတော့ကျွန်တော်ဒီ83,200ဝန်းကျင်တဝိုက်ပေါ့နော်အဲ့တော့83,200ဝန်းကျင်တဝိုက်လာကောင်းလာနိုင်လာပြီးတော့ကျွန်တော်တို့ဒီဈေးပြန်ဆက်တက်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဈေးပြန်ဆက်တက်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်ဒီ trend line ကို move average line ကို break ပြီးတော့ကျွန်တော်ဈေးဆက်ကြတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်တို့ဒီ Bitcoin အနေနဲ့ကျွန်တော်ဘယ်လိုမျိုးဖြစ်လာနိုင်မလဲပေါ့နော်အဲ့တော့ဒီ option တစ်ခုရှိမှာပေါ့နော်လက်ရှိအနေထားကတော့ပြောမယ်ဆိုတော့နော်လက်ရှိအနေထားကကျွန်တော် move average ကိုလာပြီးတော့ test လုပ်မလား trend line ကိုလာပြီးတော့ test လုပ်မလား test လုပ်ပြီးတော့ဈေးဆက်တက်မလားဒါမှမဟုတ်ဘူးဆိုရင် trend ကိုရော move average line ကို break လုပ်ပြီးတော့ဈေးဆက်ကြမလားပေါ့နော် okay အဲ့တော့ဒါလည်းတော့ကျွန်တော်တစ်ချက်လောက်တော့စောင့်ကြည့်ရအောင်မယ်ပေါ့နော်အဲ့တော့ဒါတော့ကျွန်တော်ဒီ H1 ရကျွန်တော်ခက်မှန်တုံးတက်တာပေါ့နော် okay ဒါဆိုရင်ကျွန်တော် time frame နဲ့မြင်ပြီးတော့ကျွန်တော် H4 လေးကိုတော့ကြည့်လိုက်အောင်နော် H4 အရာဆိုတော့ H4 အရာဆိုတော့ကျွန်တော်တို့ဒီbullish အားတာနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော် bullish အားတာနေတာကိုတွေ့ရတယ်ပြီးဒီမှာလည်းကျွန်တော်တို့ဒီ inverted head and shoulder pattern ပုံဖော်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဈေးကတော့ဆက်တက်ဖို့များလိမ့်မယ်လို့တော့ကျွန်တော်ခန့်မှန်းတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော် move average ဆိုတော့ H4 time frame အရာဆိုတော့သူကဈေးတက်နိုင်တယ်ဆိုရင်တော့ကျွန်တော်89,000ဝန်းကျင်လောက်ထိပဲဈေးတက်နိုင်မယ်ဗျနော်89,000ဝန်းကျင်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ move average ကိုခံနေတယ်ပြီးတော့ပြီးရင်ကျွန်တော် trend line ကိုလာခံနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ trend line ကို move average line ကိုလာခံနေတာဖြစ်တဲ့အတွက်တူလီတာlower low lower high ဆိုတဲ့ပုံစံမျိုးဖြစ်လာနိုင်တယ်ပေါ့နော်H4 ရဆိုတော့ဒါတော့ down trend ပေါ့နော် H4 ရဆိုတော့ down trend ဖြစ်တယ်အဲ့တော့H4 ရဆိုတော့ဘယ်ချိန်မှ trend change မလဲလို့ပြောမယ်ဆို9,000အထက်ကိုရောက်လာမှာ trend ပြန် change မှာဖြစ်တယ်နော်အဲ့တော့9,000အထက်နော်အဲ့တော့9,200အထက်ကိုရောက်လာမှာလား trend ဒီ H4 ရ up trend ပြန်ဖြစ်မှာဖြစ်တယ်နော်အဲ့တော့ okay အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ daily ကိုပြန်ပြီးတော့ကြည့်လိုက်အောင်เนาะအဲ့တော့ daily လည်းတူတူပါပဲ H4 channel တော့တိတ်ပြီးတော့မကွာဘူးပေါ့เนาะအဲ့တော့ဆိုတော့H1 လည်းကျွန်တော်တို့ဒီဈေးဆက်တက်ဖို့ဆိုတော့ကျွန်တော်9200အထက်ကိုပြန်ရောက်လာဖို့လိုတယ်ပေါ့เนาะ okay အဲ့တော့ဒါလည်းကတော့ကျွန်တော်ဒီကနေ့ Bitcoin ရဲ့မှာကျွန်တော်တို့ဒီခက်မှန်သုံးတက်ချက်လေးပေါ့เนาะကျွန်တော် Bitcoin ရဲ့ပုံမှာကျွန်တော်ရဲ့ခက်မှန်သုံးတက်ချက်လေးပဲဖြစ်တယ်ဆိုတော့ဒီကနေ့ trade chain တွေဘယ်လိုရှိနေလဲဆိုတာကိုကျွန်တော်တို့လိုက်ပြီးတော့ကြည့်လိုက်အောင်เนาะဆိုတော့ဒါကတော့ကျွန်တော်ရဲ့မှာလက်ရှိ future trade အခြေအနေလေးပေါ့နော်လက်ရှိ future trade အခြေအနေလေးကတော့ကျွန်တော် position ကတော့ကျွန်တော်နှစ်ခုထပ်ပြီးတော့တိုးလာတယ် link ရယ် ETA ရယ်ပေါ့နော်ဆိုတော့ position total 4ခုဖြစ်သွားပြီ ETA ရယ် link ရယ်EDA ရယ် AAVE ရယ်ပေါ့နော်အဲ့တော့ဆိုတော့လက်ရှိမှာတော့ကျွန်တော် link ရယ် ADA ရယ်ကတော့ဒါလက်ရှိ profit ထွက်နေတယ်ပေါ့နော်အဲ့တော့ ETH ရယ် AAV ရယ်လက်ရှိအရှုံးပြနေသေးဖြစ်တယ်ပေါ့နော်အဲ့တော့ position history မှာတော့ဘာမှတော့မရှိဘူးပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်ဒီရက်ပိုင်းမှာကျွန်တော်ရဲ့ position ကတော့ဒီ၄ခုပဲပေါ့နော်အဲ့တော့ဒီ၄ခုပဲရှိနေတယ်အဲ့တော့ဒီ၄ခုမှာကျွန်တော်နှစ်ခုကတော့ profit ထွက်နေတယ်နှစ်ခုကတော့ဒါလက်ရှိကတော့ရှုံးနေတယ်ပေါ့နော်ဆိုတော့နောက်နေ့တွေမှာလည်းကျွန်တော်မှာ trade ချေနေလေးတွေကဘယ်လိုတွေဆက်ပြီးတော့ဖြစ်လာနိုင်အောင်မလဲဆိုတာကိုကျွန်တော်လည်းအတူတူဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်